နှလုံးထီဆိုတာကန်တရားသက်လုံးဝမဟုတ်ဘူးဗျတကယ်ကိုစနစ်တကျတွက်ချက်ရတဲ့တစ်ခုပါလူကြီးပဲရန်တမ်းပြီးထိုးနေမယ်ဆိုရင်ကိုပစံတွေရေစုံမျောတာပဲအဖက်တင်ပါလိမ့်မယ်အားလုံးသိထားမှာကအများစုကဒါကိုမသိပဲအိမ်မက်မက်တာလေးနဲ့တင်ထိုးနေကြတများပြောတဲ့ကနန်းလိုက်ထိုးနေကြတော့အမြဲတမ်းရှုံးနေတာပေါ့ဒီတန်တရားတွေကနေထွက်ချင်ပြီလားဒါကြောင့်မြန်မာပြည်မှာနှလုံးထိနဲ့ပတ်သက်ရင်တိတ်ကြသေးကြတဲ့နီးလမားတွေနဲ့အပိုင်တွက်ပေးနိုင်တဲ့သူတယောက်ရှိဖို့လိုလာပြီလေအဲ့ဒါကတော့အခြားသူမဟုတ်ဘူးတူရီစရာကောင်းဆက်သူတာကြီးလိုက်ပါပဲဟုတ်တယ်ဆရာကောင်းဆက်သူဆိုတာနာမည်သက်မဟုတ်ဘူးနော်မြန်မာပြည်ရဲ့အတော်ဆုံးတူရီမာစတာလို့ဘာလို့ပြောရဲလဲဆိုရင်ထွက်ပြီးသားကလင်ဒါစီးကြောအချက်အလက် data တွေကိုတေချာပြန်သုံးသပ်ပြီးနောက်ထွက်မဲ့ကဏ္ဍကိုအတိအကျဆုံးခံမှန်းပေးနိုင်လို့ပဲဖြစ်ပါတယ်စရစီမှာဘာတွေထူးခြားလဲဆိုတော့မှန်ရန်ပြီးပေးတာမျိုးလုံးဝမရှိဘူးတေချာတွက်ချက်ထားတဲ့မူ formula များကိုပဲအဓိကအခြေခံထားတာပါဆိုလိုတာကသင်ဟာကံကိုချီးပဲယုံပြီးကစားနေတဲ့သူတယောက်ဘဝကနော်စနစ်တကျရင်းနှီးမြုပ်နှံတဲ့သူတယောက်ဘဝကိုဆရာကောင်းဆက်သူကပြောင်းလဲပေးမှာပါကိုယ်တိုင်တွက်တက်ချင်ရင်တောင်စရရဲ့မူတွေ formula တွေကိုလေ့လာလို့ရနေပြီလေစရရဲ့ BIB အဖွဲ့ဝင်တွေဆိုရင်ဘလို့တွေတောင်နဲ့အောင်မြင်နေကြပြီလဲဆိုတာဆရာရဲ့ channel မှာဝင်ကြည့်လိုက်တာနဲ့သိနိုင်ပါတယ်တကယ်လို့သင်သာအခုချိန်ထိမသိသေးဘူးဆိုရင်တော့သူများတွေနောက်အများကြီးပြက်ကြံခဲ့ပြီနော်နောက်ထပ်ပေါက်ကနန်းတွေလွတ်မသွားခြင်းဘူးကို့အလှည့်ရောက်မှအခွင့်အရေးကိုလက်လွတ်မခံခြင်းဘူးမဟုတ်လားဒါဆိုရင်တော့အခုပဲဒီ YouTube channel ကို subscribe လုပ်ထားလိုက်ပါ Facebook ကကြည့်နေရင် follow လုပ်ထားပါ TikTok ကဆိုရင်လည်းအသေးလေးပေးပြီး save တာထားလိုက်တော့နော်နောက်က Viber ဖုန်းကနေဆက်သွယ်လို့ရပါတယ်မိသားစုလို့ရေးပို့ပါဗျနောက် video မှာအမိုက်စား formula အသစ်တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကံကောင်းကြပါစေဗျာ